ကဲနောက်ထပ် share တန်တဲ့ဖုန်းလေးတစ်လုံးထပ်ပြီးတော့ရောင်းပေးဦးမယ်เนาะဒီနေ့ဆိုလို့ရှိရင်အခုကျွန်တော်ရောင်းပေးတာဒါ10လုံးရှိပြီပေါ့เนาะဒါမကြည့်ရသေးတဲ့မိတ်ဆွေတွေကတော့ကျွန်တော် TikTok account မှာသွားကြည့်လို့ရပါတယ်လုံးဝဈေးအတန်ဆုံးနဲ့10လုံးရောင်းပေးထားပါတယ်ခင်ဗျာအခုဒီကောင်လေးကတော့ကျွန်တော်ဆိုင်မှာဒါအပေါင်ဆုံးလေးပါ Samsung J4 လေးပါ Samsung J4 RAM 216GB လေးအဲ့ဒါလေးကိုကျွန်တော်လုံးဝအတန်ဆုံး share တန်မဲ့ဈေးလေးနဲ့ရောင်းပေးမယ်ဈေးနှုန်းလေးကတော့တသိန်းမပြည့်တဲ့သေးလေး8500ကျပ်ထင်းနဲ့ရောင်းပေးပါမယ်เนาะဒါ RAM 216GB version 10လေးပါဘက်ထရီတွေလုံးဝ share ခံပါတယ်အဲ့ဒါလုံးဝမရှိပါဘူးခင်ဗျာเนาะဒါအပေါင်ဆုံးလေးမို့လို့ဈေးတက်လေးနဲ့ကိုရောင်းပေးတာပါတသိန်းအောင်လေးနဲ့ဒါ line သုံးမယ်เนาะ YouTube TikTok Facebook Viber ဘာညာအကုန်သုံးလို့ရမယ်ဗျာเนาะ official USN လုံးလေးပါ showroom လုံးလေးပါ version Android version က10.0ပါ One UI လေးက 5.0 version လေးနဲ့ပါเนาะဒါလုံးလေးကတော့လုံးဝတန်တန်လေးကြံအောင်မယ်လက်ခံလို့ရတယ်ကင်မရာဘာညာဆိုလဲတော်တော်ကြီးကြီးရှင်းရှင်းလေးဖြစ်မယ်အဲ့ဒါအာမခံလဲကျွန်တော်တို့ပေးထားပါသေးတယ်အဲ့တော့မိတ်ဆွေတို့လာရောက်ပြီးတော့ဝယ်ယူခြင်းနဲ့ဆိုရင်တော့အမှတ်150နဲ့ရန်ကုန်အင်းစိန်လမ်းမကြီးကလားကျောင်းမှတ်တိုင်နဲ့ခွဲကြံမှတ်တိုင်ညာကျွန်တော်တို့ရဲ့ကိုဖြိုးမိုဘိုင်းစိုင်ခွဲအမှတ်2လေးမှာလာရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်မှာယူခြင်းနဲ့ဆိုလဲရှိရင်လဲ0969580984 Viber နဲ့တစ်ဆင့်ဆက်သွယ်မှာယူနိုင်ပါ